Okay အားလုံးပဲကျွတ်ထပ်ပိုင်းဒီဘက်လေးမှန်ကန်ကန်ရောင်းဝယ်မှာအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမဲ့ဘိန်းလေးရတော့ဒီကောင်ကဂျပန်စိုက်အိတ်စီယာမော်ဒယ်2000 A11 လိုက်ရှင်တက်တန်းအပြည့်လေးချက်မဲ့ဘိန်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့300အောင်ပါဘိန်းကောင်းကောင်းလေးစီးချင်တယ်နော်အင်ဂျင်နဲ့တလုံးအစမတုမတိထားပဲနဲ့စီတိုင်းဒီတန်ကြီးမရှိပဲနဲ့စီတိုင်းကြီးကလုံးဝအသစ်တိုင်းကိုလှတဲ့ဘိန်းလေးအင်လိုင်းဖို့ထဲမှာပေါ့နော်600 cc တန်းထဲမှာလုံးဝမျက်နှာမငယ်ရမယ်ဟိုက်မယ်ဆိုရင်ညီကိုတွေအတွက် A11 လိုက်ရှင်အရှင်နဲ့ဟို fit တန်းထွက်ရောဘာသူဘာမှစစ်စရာမလိုနဲ့စိတ်စီရoriginal ရုပ်အစုံလေးနဲ့မိတ်ဆက်ပေးပါမယ်လိုက်ရှင်ဘိန်းကိုအော်ရုပ်ဆုံးပါလားနော်အော်ဘတ်မန်လေးဒီဖောက်ဒီ brake ဒီအော်ဒီ engine တော့အော်ဘူးလေဒီမှာဒီကောင်းနဲ့ဒါကတဲ့ quality ကောင်းတဲ့ကောင်သူဂျပန်လီလန်မာတွေကပါတဲ့ quality ကောင်းတာကိုတောင်းတာပေါ့နော်ဒါတော့ racing နဲ့တက်ပေါင်ဒူးမျိုးလေးတွေလှမယ်ဒီလက်တွေပေါ့နော်ဒီကလက်တစ်လုံးချင်းစီလှတယ်ပြီးတော့အော်နောက်ပြင်အော်အနောက်ပြင်အိတ်စောနော်အိတ်စောနောက်ပြင်မီးတွေ original ပါတယ်စင်ကနေအဲ့မှာအိတ်စောကဒီပြင်မီးလာအဲ့ဒီတစ်လုံးချင်းစီအားအစား license နံပါတ်4ကလည်းလှတယ်နော် A11 ကိုကျွန်တော်တို့25နှစ်ခုနော်လှတယ်နံပါတ်4ကလည်း okay ဘေးရသေးဘူးဒီကလပ်ကိုင်းတွေဘာကလပ်ကိုင်းတွေဖလို့လေမော်ဒယ်2009နဲ့မလိုက်အောင်လှတယ်နော်မလို့ဖလို့အဲ့ဒီတွေတော့ဖောက်ချုပ်တယ်လုံးဝဘိန်းလှတယ်ဗျာနော်ဒီဇက်ဗလန်တွေကအဲ့ဒီတွေကိုတော်တော်လှတယ်နော်ကျွန်တော်တစ်ချက်ပြပေးမယ်ဒါကျွန်တော်ညီလေးကင်မရာမန်မပြနဲ့ဇက်ဗလန်တွေဒီမှာကြီးကလပ်ကိုင်းတွေလုံးဝမိုက်တွေမှာ drum စီးသား အော်စီးသားတွေလုံးဝပြန်ချောထားတာတခုမှမပေါ့ upside down ဖောက်နေဗျာ upside down ဖောက်အကြိုက်တော့ဖော်လေတော်တော်လက်လက်ကြီးကိုကြံသေးတာနော် brand တို့ဒီကောင်နှစ်ချက်ဖြစ်တယ်ပေါ့နော်နှစ်ချက်ဖြစ်တယ်ဟိုဒါ series မှာသုံးတဲ့ brand တွေပဲသုံးလာတာ original ကတ်တော့ကတော့ဒီကောင်လေးက 1 key ပဲပါတယ် size 8ကဂျပန် size 8က license base ဘူးတူလုံးမဲ့ညီကိုတွေအတွက်လုံးဝမိုက်တယ်ကြောင့် performance ဘိန်းလေးတန့်တယ်လို့ performance engineer လည်းလုံးဝကျန်းတယ်နော် engineer ကြီးကကျန်းတော့လာတယ်ဒီကောင်ကျွန်တော်ဆက်တစ်ချက်နူးပြပေးပါမယ်ဒီကောင် Kawasaki ရထုတ်တဲ့ original ကတ်တော့တစ်ချောင်းပါမယ်ဗျကတ်တော့တစ်ချောင်း license နဲ့နော် license တက်တန်းက2နှစ်ကျော်ကျန်သေးတယ် Soflan တွေဗျာလှလိုက်တာမကြီး အော်စီးသားတွေရှူးလိုက် Soflan စီးသားတွေစက်ကြက်ထားတဲ့ net တွေအသွေးမူတော်တော်လှတယ်နော်နော်ကျွန်တော်ဆက်လေးတစ်ချက်နှူးပြပေးပါမယ်ဘာလီဘာမှမကြိုက်ဘူး EFI ပဲတော့ချစ်နော်အိတ်ဆုံးပတ်တဲ့အတန် performance လုံးဝမိုက်နော်ဒီတိုက်တဲ့ညီကိုတွေတော့လုံးဝဝိုက်တယ်ကြောင့်ကိုယ့်ရဲ့ရိုးရှိတွေသူ့ Kawasaki ကုမ္ပဏီကထုတ်တဲ့ original စီးသားတွေပြန်မှုတ်ထားတဲ့စီးသားတွေပေါ့ဘူး engine နဲ့တစ်လုံးချင်းစီခါးနက်တွေမကြည့်ခါးနက်တွေကိုစမှလားခါးနက်တွေနော်လုံးဝဝင်းဣညာပဲနော်လုံးဝမှာတိုက်တဲ့ညီကိုတွေတော့နော်ရှိပါနေဒီလေးတစ်ချက်ရုပ်လေးပြပြပါဦး။တာတယ်ဒီကောင်အောင်ဝဲမြက်ပြီးလို့ပဲ။ဘောမီးကတော့ဒီမီးနဲ့ဒါနဲ့တစ်လုံးပဲလေးမှာ။မီးကြီးဆိုမှဒါနှလုံးလေးမှာနော်။ဒါကတော့ပတ်မီးအကုန်ကောင်းတယ်ဗျနော်။ကိုးပါကြတယ်ပုံမိုက်တယ်ဂျပန်အော်ဟိုးနေတယ်။လက်မှန်ခောက်သိမ်းလို့ရမယ်။ဘိန်းကတော်လမ်းတယ်ကျွန်တော်ဒီမော်ဒယ်ပါဗျာ။တာယာတွေကိုစီးလိုက်နေပါကြံသေးတယ်နော်။လုံးဝဘာလို့ဘာမှမလုပ်ဘူး။နောက်တာယာလေးတော့နည်းနည်းရော့တယ်နော်။ဒီတော့ဘေးကူမွေးရမ်းလာတယ်ဒီအန်းတွေနော်ဒီအန်းတွေစပါလာကြအလိုက်အန်းကြီးနော်စက်တွေနော်စတိကိုဒါတော့ကျွန်တော်တို့ရဲ့ဒါဘိန်းရဲ့ရုပ်အစုံကြီးဖြစ်တယ်နော်တိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ဘက်ကိုဒီစတိကဒီရုပ်ကိုမကြိုက်ဘူးဆိုကိုယ့်ဘက်ကိုစတိကချိန်ပေါ့နော်ဒါကတော့အခုကတော့ကိစားနေတာပြားကွက်စတိကပေါ့ဗျာကျွန်တော်တို့2020ရုပ်ကိုစတိကဒါပေမဲ့ကျွန်တော်တို့ကဒီဇိုင်းလေးပဲတိုက်လို့ဒီပုံစံလေးနဲ့ပေါ့နော်โอเคနော်ဒီကတော့ဒီစီကိုတော့ဘာမှမရှိဘူးเนาะမင်းကပါတာအကုန်လုံးလုံးပဲမင်းစောက်ဝဲမိုက်တော်တော်ကောင်းတယ်မင်းကเนาะနည်းနည်းလေးရှင်းပြโอเคကျွန်တော်တော်လေးတက်လိုက်မယ်เนาะမကျွန်တော်ဖတ်ပြပေးမယ်လင်းလေးလာပေးပါโอเคเนาะ2009ဆိုပြီးတော့အထင်မသေးနဲ့ဒီမှာအသွေးမွေးတွေဒီမှာစီတန်ကြီးအထဲထဲတွေချင်းကြီးလေးပြလိုက်ဇင်းဆွဲပြီးတော့ဘာညာစီတန်ကြီးအထဲထဲကိုဘာညာနော်လုံးဝတန်ကြီးတွေဘာညာတွေအမလေးမမီးနဲ့ဒီမော်ဒယ်ကြီးနဲ့နော်
ဒီ model ကြီးနဲ့မမီးနဲ့ရှေ့ဗျာဒီ model မှာဇိတ်အိတ်စီက2009မှာဒီ connection ရှိဖို့ဆိုတာဒါမလွယ်တော့ဘူးနော်ဒါကျွန်တော်တို့ကရှင်းရှင်းလေးပြောပါပြီးတော့ auto cut တော့ history နဲ့ပါနော် okay ဒီကောင်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဇွဲထက်ပိုင်းဂျပန်ဘိမှန်မှန်ကန်ကန်ရောင်းဝယ်ရေးရကျွန်တော်ဖုန်းနံပါတ်098843လုံး9439ကိုအဲ့ဒါပြပေးလဲအဲ့ဖုန်းပါပဲ official ဖုန်းလဲအဲ့ဖုန်းပါပဲကျွန်တော်တို့ရန်ကုန်လှဲကူမော်ပြီးမြောင်းတကာပဲခူးအထိကိုဗီဒီယိုကောကြည့်စရန်ချတော့စရန်ချတာပြီးအိမ်ရောက်မှဘိန်းအိမ်ရောက်မှငွေချေလို့ရတယ်ကျွန်တော်နေပြည်တော်တောင်ကြီးမန္တလေးဘက်တွေကတော့ကျွန်တော်တို့ဗီဒီယိုကောကြည့်စရန်ချတော့စရန်ကတော့ပါစင်းနေနဲ့ချရပါတယ်ချချင်တိုင်း3သိန်း2သိန်း3 4သိန်းကျွန်တော်ချလို့လက်မခံပါဘူးနော်ကျွန်တော်တို့စရန်ချပြီးတော့ပါစင်းနေတစ်ခုနဲ့စရန်လေးဘိန်းတန်မှုကကြာကြော်တဲ့အတွက်ပေါ့နော်100ကျော်တဲ့အတွက်200အောက်ဖြစ်တဲ့အတွက်အဲ့တော့တန်မှုများရင်များတယ်လို့စရန်ပါစင်းနေနဲ့ချရတာဖြစ်တယ်ပါစင်းနေလေးနဲ့ချပြီးသွားရင်ကျွန်တော်တို့နေပြည်တော်တောင်ကြီးမန္တလေးဘက်တွေလာတော့ခေရောက်လက်မှတ်ဖြတ်ငွေကုန်ကျွန်တော် KP တွေကို official အကုန်လွှဲပါအဲ့ကြမှာအကုန်လွှဲပြီးတော့မှကျွန်တော်ကကားတင်ပေးတာဖြစ်ပါတယ်ဂတုကြပ်ပါထုတ်ပြီးတော့နော်အားလုံးပဲကျွန်တော်ဟိုလေးစားချစ်ခင်ရတဲ့သမီးရှင်များအားလုံးပဲကျွန်တော်ဒီနေ့မိတ်ဆွေပေးခဲ့တဲ့အင်ဂျင်ပေါင်းက 600cc တန်းထဲမှာအရန်စိတ်လို့ကောင်းပြီးအရန်စက်တန်လဲစော့လို့ကောင်းပြီးခိုက်လို့ကောင်းတယ်ဇိတ်စီရလေးသဘောကျနှစ်သက်မယ်လို့ရှိပါတယ်အားလုံးပဲကျေးဇူးပါ